predator တောအတွင်းမှာအမဲလိုက်သူတောနတ်ကြီးတစ်ခုအတွင်းမှာစစ်တပ်အဖွဲ့ငယ်တစ်ဖွဲ့ mission တစ်ခုအတွက်ဝင်ရောက်လာခဲ့တယ်အဖွဲ့ခေါင်းဆောင်ကတော့ကိုအောင်မဲအတွေ့အကြုံများပြီးစိတ်တည်ငြိမ်တဲ့သူဒီနေရာမှာတခုခုမမှန်ဘူးလို့သူပြောလိုက်တယ်တောထဲမှာအလွန်တိတ်ဆိတ်နေတယ်လီတိုက်တန်းအောင်မကြားရဘူးညရောက်လာတဲ့အခါသူတို့ကစခန်းချပြီးအားနာယူဖို့ပြင်ဆင်ကြတယ်အဲ့ဒီအချိန်မှာပဲတစ်ပင်အပေါ်ကနေမျက်လုံးမမြင်နိုင်တဲ့အရာတစ်ခုကသူတို့ကိုစောင့်ကြည့်နေတယ်အဲ့ဒါကတော့ predator အခြားဂျိုကလာတဲ့နီးပညာမြင့်အမဲလိုက်သူတူသူ့မှာကိုမမြင်နိုင်အောင်ဖြောင့်နိုင်တဲ့အဝတ်အပူချိန်နဲ့လှုပ်ရှားမှုတွေကိုမြင်နိုင်တဲ့မျက်နှာဖုံးနောက်ပြီးထူးခြားတဲ့လက်နက်တွေရှိတယ်ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကမကောင်းမဟုတ်ဘူးသူကစွမ်းအားကြီးတဲ့အပြိုင်ဆိုင်ကိုစမ်းသပ်ဖို့တဲ့လိုက်လံရှာဖွေတာတိုးထဲကထူးဆန်းတန်ညတန်းကောင်မှစစ်သားတယောက်ကတစ်ပင်လှုပ်တန်ကြားလိုက်တယ်ဘယ်သူလဲလို့သူအော်တယ်အဖြစ်မရှိဘူးဒါပေမဲ့အရက်တစ်ခုလက်တစ်ဖြတ်လှုပ်သွားတယ်အဖွဲ့ဝင်တွေအထိတ်လက်လန့်ဖြစ်သွားကြပြီးကိုအောင်မင်းကအာနုံတတိထားမမြင်ရတဲ့အရာတစ်ခုရှိတယ်လို့ပြောတယ်ထိတ်တိုက်တွေ့မှုနောက်တနေ့မနက်မှာသူတို့ကလှုပ်ရှားမှုတွေကိုခြေတာခံပြီးတောနက်ထဲဆက်လက်ဝင်ရောက်ကြတယ်အချိန်တစ်ခုမှာ predator ကသူ့ကိုယ်ဖော်ထုတ်လိုက်တယ်အမြင့်ကြီးတမနီအလှစဉ်လက်နက်တွေနဲ့ထူးဆန်းတဲ့အသွင်ပြင်အဖွဲ့ဝင်တွေအိုးသွားပြီမဲ့ကိုအောင်မင်းကမကြောက်ဘူးငါတို့ကိုစမ်းသပ်နေတာဆိုရင်ငါတို့လည်းမလွယ်ဘူးလို့ပြောတယ်သူတို့ကညံသုံးပြီးတောအရင်အမျိုးအစားတွေကိုအသုံးပြုက predator ကိုတိုက်ခိုက်ဖို့ကြိုးစားကြတယ် predator ကလည်းသူ့နီးပညာတွေအသုံးပြုပြီးတုံ့ပြန်တယ်ဒါပေမဲ့အဆုံးမှာကိုအောင်မင်းရဲ့တတ်သိနဲ့စိတ်ဓာတ်ကိုမြည်ပြီး predator ကရက်တန့်လိုက်တယ်နောက်ဆုံးဖြတ်ချက် predator ကလက်နက်တွေချပြီးစစ်တီရတော်တူလို့ခုံညုတ်ပြတယ်သူ့အတွက်အနိုင်အရှုံးထက်တန်ဖိုးထားရတာကတတ်သိနဲ့ဂုံထိတ်ခါထက်တယ်ပြီးတော့သူကမိုးကောင်းကင်ထဲကိုပြန်လဲထွက်ခွာသွားခဲ့တယ်ကိုအောင်မင်းကတောထဲကိုကြည့်ပြီးကဘာကြီးထဲမှာမထီသေးတဲ့အရာတွေအများကြီးရှိသေးတယ်လို့ပြောလိုက်တယ်သင်ခန်းစာလေးတက်တိဉာဏ်နဲ့အပြန်လန့်လေးစားမှုရှိရင်တောင့်တင်းတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်တယ်